ကိုဖြစ်စေချင်တယ်လို့ပေါ့နော်လူတွေကိုလုတ်နိုင်တဲ့အရေးအချင်းရှိရဲ့သူမျိုးပါ 안녕 여러분, 알로마입니다. 자, 여러분의 relationship coach 썰이ဖြစ်ပါတယ်. 자, ဒီနေ့ကတော့ပေါ့နော်သင်ကဆွဲဆောင်မှုရှိပြီးတော့ smart ကြတဲ့သူဆိုတာကိုလုံးဝယဉ်လို့မရတဲ့အချက်9ချက်ကိုဆရာပြပြပေးသွားမှာဖြစ်ပါတယ်။ Bye bye. နံပါတ်1ထူးချွန်တဲ့စွမ်းရည်တခြားသူတွေစီမှာရှိတာမျိုးမဟုတ်ဘဲနဲ့ only သင်စီမှာပဲအထူးတော့လည်းရှိတယ်အရေးချင်းကိုပြောတာပါနံပါတ်2ကိုယုံကြည်မှုရှိရဲ့သူခြားဆိုတော့ဘဝဝင်ချင်မှာဆိုလို့ရှိရင်တခုဆိုလို့ရှိရင် negative thinking သမားတွေဒီ energy vampire တွေတခုဆိုလို့ရှိရင်ဒီလူတွေကို manipulate လုပ်မယ် sociopath ပုံစံလေးတွေပေါ့နော် gaslighting လုပ်မဲ့သူတွေစသဖြင့်ပေါ့နော်အများကြီးရှိကြရမို့လားအဲ့တော့ဘသူကဘာပဲပြောကွာကိုဘဝကိုစီးကိုဖောင်နေကိုယုံကြည်ချက်တိုင်းကိုလုံးဝရင်းမရိုင်တဲ့သူပါနံပါတ်3စကားပြောပါနေတဲ့သူဘသူနဲ့ဘယ်အချိန်မှာဘလို့ဆက်ဆံရမလဲဆိုတာကိုတေးချာသိပြီးတော့အဲ့ဒီအစွမ်းရည်ကိုအသုံးချနိုင်တဲ့သူနံပါတ်4အမြင်ရှိပြီးတော့ idea ကောင်းတယ်တခုဆိုလို့ရှိရင်သူများနဲ့မတူတဲ့ point of view ကနေပြီးတော့ကြည့်ပြီးတော့ပေါ့နော်ဘလို့အတွေးခေါ်တွေကနေပြီးတော့ဘလို့တွေးခေါ်ရမလဲဆိုတော့သူ့အတွေးခေါ်တွေအကုန်လုံးကအမြဲတမ်းစမ်းသစ်နေတဲ့သူမျိုးပါနံပါတ်5လူတွေကိုဆွဲဆောင်ထားနိုင်တဲ့ energy ရှိတယ်လူတွေကကိုယ့်ကိုပို့ပြီးတော့ချစ်လာအောင်ကိုယ့်ကိုပို့ပြီးတော့ယုံကြည်လာအောင်ကိုယ့်ရဲ့အလိုစင်စန္ဒတွေကိုသူတို့စိတ်အလိုကြဖြည့်ဆည်းပေးချင်လာအောင်ပေါ့နော်ကိုဖြစ်စေချင်တယ်လို့ပေါ့နော်လူတွေကိုလုတ်နိုင်တဲ့အရေးအချင်းရှိရဲ့သူမျိုးပါနံပါတ်6 brain level မြင့်တဲ့သူစကားပြောကြည့်လိုက်တာနဲ့ပေါ့နော်ဒီတာမန်လူမျိုးတွေလိုမျိုးမဟုတ်ဘဲနဲ့ level တစ်ခု brain level တစ်ခုရောက်နေတဲ့သူမျိုးတွေပါဒီခေတ်မှာလည်း brain level ကတော်တော်အရေးကြီးတဲ့ခန္ဓာတွေမှာပါတယ်ပေါ့နော်ဒီသမီးစားဆက်ဆံရေးဆိုတာမှာ brain level မတူလို့ရှိရင်လုံးဝဆွဲတွဲလို့မရတဲ့ပုံစံပေါ့နော်နံပါတ်9 humble ဖြစ်တဲ့နေရာမှာဖြစ်တဲ့သူတို့ဘုံတို့အမြဲတမ်းဆောင်ကြွားနဲ့ငါတော်တယ်ငါတက်တယ်ဆိုပြီးတော့ပုံစံကိုအထင်ကြီးရဲ့ခေတ်ကလွန်ခဲ့တဲ့ခေတ်မှာကြံခဲ့ပြီဟုတ်တယ်မဟုတ်လားအခုဆိုလို့ရှိရင်တော်တော်များများအဲ့လိုဆိုလို့ရှိရင်သဘောမကျကြတော့ဘူးလေနော်တကယ်ကိုတော်တဲ့သူထက်မြက်တဲ့သူတွေသူတို့ရဲ့အရှိန်မှာသူတို့ထိန်းထားနိုင်ကြရပေါ့နော် humble ဖြစ်တဲ့နေရာမှာ humble ဖြစ်နိုင်ကြပြီးတော့တစုံတစ်ယောက်ကသူတို့နဲ့အတွေးခေါ်မတူလို့အရင်ပြိုင်ငင်းနေရဆိုလို့ရှင်တော့ပြန်ပြောဖို့အဲ့လူကမသိတော့ဘူးဆိုလို့ရှင်ပေါ့နော်ဒီအလေးမှနဲ့ဟုတ်တယ်မင်းမမှန်တယ်မင်းပြောတာမှန်တယ်ကိုကမှားနေရပါဆိုပြီးတော့အဲ့လိုပဲလက်ခံပြီးတော့ဇလန်းဖြတ်တတ်ကြတယ်သူမျိုးပါဆွဆွလေးကိုအပိကြပါရှင်ခြားစပြပြတဲ့အချက်တွေထဲမှာ9ချက်ထဲမှာပေါ့နော်ရရိုဘွန်တို့က9ချက်လောက်ပါဝင်နေမယ်ဆိုလို့ရှိရင်ရရိုဘွန်တို့က smart ကြရတဲ့သူဖြစ်ပါတယ်ခြားရရိုဘွန်တို့ကဘယ်နှချက်လောက်ကိုက်ညီပြီးတော့ smart ကြရတဲ့သူဖြစ်လားဆိုတော့ဆရာ comment မှာခြားရေးပေးခဲ့ပါအောင်နော်နောက်တစ် vlog မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်ဆက်လက်ဖြစ်ပါတယ်안녕